Bermudan Triangle ကဘာပေါ်မှာအထူးခြားဆုံးဖေးလေးတစ်ခုဖြစ်ဆယ်စုနှစ်ပေါင်းများစွာတည်ရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဒေသဟာအတ္တလန္တိတ်သမုဒ္ဒရာနဲ့အနောက်မြောက်ဘက်ခြမ်းအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်ပေါ်တိုရီကိုကျွန်းနဲ့ဘာမြူဒါကျွန်းတို့ကိုဆက်သွယ်လာရင်ဖြစ်ပေါ်လာတဲ့ထရီကန်ပုံတံနေမြေဖြစ်ပါတယ်။ဒီနေရာက Jeffers Triangle နတ်ဆိုထရီကန်လို့လည်းလို့သိများပါတယ်။အဓိကနာမည်ကြီးရတာကတော့ဒီနေမြေထဲကိုရောက်သွားတဲ့တင်မော်ရီနဲ့လင်းတွေဟာဘာသာနာမမချမ်းပဲပျောက်ဆုံးသွားတတ်တာကြောင့်ပါ။ Flight 19 1945အကျော်ချဆုံးဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးမှအမေရိကန်ရေတပ်ပုံကျဲလေယာဉ်5စီးဟာလေ့ကျင့်ရင်ပြင်တိုင်းတဲ့ဒီနေမြေထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့ကိုလိုက်လံရှာဖွေတဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စီးပါထပ်မံပျောက်ဆုံးသွားခဲ့တာကြောင့်လူအများကထိတ်လန့်ခဲ့ကြပါတယ်။ Cyclops တင်မောကတော့1918မှာလူပေါင်း300ကျော်တင်ဆောင်လာတဲ့အမေရိကန်ရေတပ်ကုန်တင်တင်မောကြီးအားလည်းပါချက်ပေးတဲ့မှာမပို့ဘဲနဲ့ဒီနေရာမှာတင်ပျောက်ကွယ်သွားခဲ့ပါတယ်။သိပ္ပံပညာရှင်တွေနဲ့သုတေသီတွေကတော့ဒါဟာမော်တက်ကြောင့်မဟုတ်ပဲတဘာဝတရားကြောင့်သာဖြစ်တယ်လို့ယူဆကြပါတယ်။ Bermuda Triangle ကကမ္ဘာပေါ်မှာတန်လိုက်အမြောင်တွေရဲ့ညွှန်ပြချက်လွဲမှာတက်တဲ့နေရာအနေငယ်ထဲတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လမ်းကြောင်းမှာပြီးပျောက်ဆုံးလာမျိုးဖြစ်နိုင်ပါတယ်။သမုဒ္ဒရာကျမ်းပြင်အောက်မှာရှိနေတဲ့မီသိန်းဓာတ်ငွေ့တွေဟာလည်းရုတ်တရက်ပေါက်ကွဲထွက်လာတဲ့အခါမှာရေရဲ့တည်တည်စာကိုရောကျစေပြီးတော့တင်ဘော်ရီကိုရုတ်တရက်နှမြုပ်သွားစေနိုင်တယ်လို့လည်းယူဆကြပါတယ်။ပင်လယ်ရေစီးကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဒေသမှာရေစီးကြောင်းကအရင်မြန်ပါတယ်။လေရင်ဒါမှမဟုတ်တင်မော်တစီပြတ်ကျသွားရင်တော့မှအပြည့်စီတွေကိုစက္ကန့်ပိုင်းအတွင်းရေစီးနဲ့ဝေးကိုတည်ဆောင်သွားတတ်တာကြောင့်ရှာမတွေ့တာဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ရာသီဥတုတွေနဲ့ပတ်သက်ပြီးတော့ဒီနေရာဟာဟာရီကိန်းမုန်တိုင်းတွေတိုက်ခတ်ရာလမ်းကြောင်းပေါ်မှာရှိနေပြီးတော့ Rash Wave လို့ခေါ်တဲ့ပေ100ကျော်မြင့်တဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့လိုင်းလုံးကြီးရှိတတ်ပါတယ်။စိတ်ကူးရင်ယူဆချက်များအရာသိပ္ပံနည်းကျမရှင်းလင်းနိုင်သေးတဲ့အချက်တွေပေါ်အခြေခံပြီးတော့တချို့ကတော့အခုလိုအချက်တွေနဲ့ယုံကြည်ကြပါတယ်။တခြားသူကတတဝါတွေကလေရင်နဲ့လူတွေကိုဖမ်းဆီးသွားတယ်လို့ယူဆတာမျိုးရေရောက်ထဲမှာနစ်မြုပ်နေတဲ့ရှေးဟောင်းယဉ်ကျေးမှုမျိုးတော်ကြီးကစွန့်ရည်နေချောင်းလို့ယူဆတာမျိုးတွေဖြစ်ပါတယ်။လက်ရှိမှာတော့ Coast Guard နဲ့အမခံ community ရဲ့စည်ရင်းစရာတွေက Bermuda Triangle နေမြေမှာဖြစ်ပေါ်တဲ့ပျောက်ဆုံးမှုနှုန်းဟာတခြားပင်လယ်ပြင်တွေကပျောက်ဆုံးမှုနှုန်းထက်ပိုမများဘူးလို့ဆိုကြပါတယ်။ခင်မီရဲ့အနည်းပညာတွေ GPS စနစ်တွေကြောင့်အရင်ကထက်ပျောက်ဆုံးမှုနဲ့ပါသွားပါပြီ။ဒါပေမဲ့ဒီဒေသရဲ့ရေအောင်မြေမျက်နှာပြင်တွင်ပြင်အလွန်နဲ့ဆိုင်နေကြောက်ကြီးတွေရှိနေတာကြောင့်ပျောက်ဆုံးသွားတဲ့အရာတွေကိုပြန်ရှာဖို့ခက်ခဲနေစေဖြစ်တာကတော့အမှန်ပဲဖြစ်ပါတယ်။ဒီကြောင်ရလေးတော့ဒီလောက်ပါပဲ။နောက်တော့စိတ်ဝင်စားစရာအကြောင်းအရာအများကြီးလည်းရှော့ဝေးတင်ဆက်ပေးသွားပါဦးမယ်။